ယူရိုပါလိညာတပွဲကောင်းထိထိမိမိတီးနေတဲ့ဘော်ရိုက်အတွက်အေဗီလာနဲ့မကာဘီသေးပေပွဲလေးကိုကျွန်တော်အမြင်လေးမျှဝေပေးချင်ပါတယ်မိခင်အစ္စရီကလပ်အဝေးကွင်း၄ပွဲမှာတွင်းကိုဆွဲ10လုံးနဲ့ပေးကိုတစ်လုံးသာရထားတဲ့ဒေးဗစ်တို့ဒီလိုမင်းပါလဲငါပါလဲတီးရဲ့ယူရိုပါလိမှာဆိုလို့ရှိရင်တော့၃ပွဲကန်ပြီးတော့၃ပွဲလုံးရှုံးထားပြီးတော့တကူသာရခဲ့တဲ့ထိတိုက်စစ်ပိုင်းကတော်တော်လေးညံပြင်းခဲ့တာပါဒါပေမဲ့6လပိုင်းကနေ17လပိုင်းအထိအဝေးကွင်း၄ပွဲဆက်တော့ရှုံးမထားပါဘူးယူရိုပါလိမှာလည်းပို့အဝေးကွင်းမှာတော့ဇီးဇီးခတ်ထားတယ်သူ2ပွဲလုံးရှုံးထားတဲ့ပွဲကလည်းကျွန်တော်တို့အိမ်ကွင်းမှာပဲဖြစ်ပါတယ်အဝေးကွင်းဆိုလို့ရှိရင်တော့သူကလိုက်ပြီးတော့ခံခတ်တဲ့ဇယိုက်တော့ရှိပါတယ်ပေါ့နော်โอเคကျွန်တော်တို့အေဗီလာဘက်ကိုသွားကြည့်အောင်အေဗီလာတို့ဒီပူပူနွေးနွေးခြေကိုကြည့်ရရင်ပရီးမီးယားလိမှာဒီလီဗာပူးကိုအဝေးကွင်းမလို့သာသူရှုံးထားပေမဲ့အိမ်ကွင်းမှာဆိုလို့ရှိရင်တော့မန်စီးတီးကိုတောင်းဒီ19မိနစ်မှာရထားတဲ့တကူလေးနဲ့ပေါ့နော်ကျန်တဲ့ဒီမိနစ်80ကျော်လုံးကိုမရအောင်ပေါ့နော်ထိချုပ်ကစားပြထားတာပါအေဗီလာတို့အိမ်ကွင်းဆိုလို့ရှိရင်ပိုယုံပြီးတော့အိမ်ကွင်းချစ်လက်တဲ့ဇယိုက်ဒီယာဒီမှာတွေ့ရပါတယ်ယူရိုပါလိ3ပွဲမှာ2ပွဲနိုင်ထားပေမဲ့နောက်ဆုံးအီဂဲကို1-2နဲ့ရှုံးထားတာပါနောက်ဆုံး9ပွဲမှာပေကွန်း8လုံးထိခွင့်ပြုထားတဲ့ဒီထဲဒဗစ်ကိုဘီလာတို့တဲကြီး2ပလက်40ကနေညနေခင်းကြေးပြောင်းမှာဆိုလို့ရှိရင်နှလုံး30စာထိပြား30လောက်တက်သွားတာကိုကြည်တင်အဖြစ်အီဂဲကိုရှုံးတာတော့ပောက်ကွဲအားကောင်းကောင်းနဲ့ကျုံးကျင်တဲ့ကြီးမျိုးလို့ကျွန်တော်ကတော့မြင်မိပါတယ်နိုင်ပွဲစာလောင်နေတဲ့ကြီးမျိုးကိုတွေ့ရတဲ့အတွက်ကျွန်တော်ဘော်ဒီမှာဆိုလို့ရှိရင်တော့အီဗီလာဘော်ဒီကိုနှစ်ချိုင်းမိပြီးတော့ဒီဂိုးပေါင်းဈေးပိုင်းမှာဆိုလို့ရှိရင်တော့เนาะအီဗီလာတို့ပေါ့เนาะခံစစ်ပိုင်းကအင်ကွင်းဆိုလို့ရှိရင်မန်စီးတီးလိုကွန်ပျူတာမှာသူ့ကိုပြန်ပြီးတော့သွင်းဖို့ပေါ့เนาะမလွယ်ကူတဲ့အနေအထားမျိုးမှာကျွန်တော်နေ့စဉ်ထိထိမိမိတပွဲကောင်းတွေကိုကြည့်ဖို့ကျွန်တော်ရဲ့ဒီအကောင့်လေးကို like and subscribe လုပ်ထားပေးခဲ့ပါစနစ်တကျချင်းကပ်ထားတဲ့မောင်းပွဲလေးတွေကိုပွဲကောင်းကောင်းလို့တင်ပေးနေတဲ့ Telegram channel link ကိုကျွန်တော် comment မှာထည့်ပေးထားပါတယ်ဝင် join ထားနိုင်ပါတယ်ပွဲကောင်းကောင်းလို့တင်ပေးပါတယ်အခုလိုစနစ်တကျအချက်လက်ထုတ်ပြီးတော့ရွေးချယ်ထားတဲ့ပွဲလေးတွေကိုဘော်ဒီသမားများအတွက်ပေါ့နော်အထူးတည်တဲ့တပတ်စာ3000ကျပ်တင်နဲ့မဝင်မယ်ဆိုလေဒီ Viber ဖုန်းနံပါတ်396964636562ကိုဆက်သွယ်နိုင်ပါတယ်iPad user များအတွက်လည်းလာကုန်တရက်နေတိုင်းမှာ iPhone 60 Pro Max 256GB လေးကိုမဲဖောက်ပေးမယ်အစီအစဉ်လေးရှိပါတယ်ဒီအစီအစဉ်လေးမှာပါဝင်နေဆိုလို့ရှိရင် Viber နံပါတ်9646366562ကို high သလုံးမဲ့ပို့ပြီးတော့ပါဝင်နိုင်ပါတယ်ဒီကုများအားလုံးအဆင်ပြေကြပါစေဗျ